အချင်းနေကောင်းဆိုတာဘယ်ဒီအောင်ချင်းနေကောင်းတော့အခုဘုန်းကြီးတို့တွေလူဘဝရောက်လာတယ်လူဘဝရောက်လာတာဒါအချင်းနေကောင်းတယ်လို့ခေါ်တယ်ဘာဖြစ်လို့အချင်းနေကောင်းတာတော့ဆိုလူဘဝဟာတကယ်လမ်းဆုံးကြီးကိုရောက်လာနတ်ပြည်သွားခြင်းသလားလူပြည်ကသွားလို့ရတယ်ဗြဟ္မပြည်သွားခြင်းသလားလူပြည်ကသွားလို့ရဘာဖြစ်ချင်တယ်လဲ32ပုံတွေကကောင်းတဲ့ပုံတွေဟုတ်လားဗြဟ္မပြည်26ပုံနဲ့ဘယ်ပုံတွေကိုသွားခြင်းတယ်လဲဘယ်ပုံကိုသွားခြင်းလူပြည်ကနေပြီးတော့ဥတီပြီးလှုပ်ရှားလို့ရတယ်ပေါ့လမ်းခုလက်ကိုရောက်နေဒါအခြေအနေကောင်းတယ်လို့ခေါ်တာလေလူပြည်မှာကုသိုလ်ပြုခွင့်ရတယ်ဒါနကောင်းမှုလုပ်ခွင့်ရတယ်သီလဆောက်တည်ခွင့်ရတယ်ကမ္မထံတရားအထုတ်ခွင့်ရတယ်ဒါအခြေအနေကောင်းပဲအခြေအနေကောင်းလေးတွေကအခြေအနေကောင်းတွေကြုံတွေ့နေတာကိုကအသုံးမချဘူးဆိုလို့ရှိရင်ဒီအခြေအနေကောင်းဟာအများအားရှိနေမှာမဟုတ်ဘူးလောကမှာကြည့်လေအရှိလောကရကနေမင်းကြီးပေါ်လာတယ်နေဝင်အချိန်မှာပဲအလင်းအောင်ဆိုတာရနိုင်တယ်လုံးဆရာရှိတာအလင်းအောင်ရှိတော့လုံးဝပေါင်းလာမှလုံးလို့မရတာတွေအများကြီးရှိတယ်ပေါ့အေးနေထွက်လို့အရင်အလင်းရလာတဲ့အချိန်နေမဝင်ခင်ဒါအခြေအနေကောင်းလို့ခေါ်တယ်အဲ့ဒီအခြေအနေကောင်းရှိနေတဲ့အချိန်မှာလုံးလိုက်ကြရတယ်ဆိုလို့ရှိရင်အများကြီးတန်ဖိုးရှိတာပေါ့